ကကျွန်တော်တို့ဒီကကျတော့ကိုယ်တိုင်းဆွေးနွေးပြောနေတယ်ဒါကြတော့လောကဓမ္မစီဖြစ်ပါတယ်ဒါကြတော့သိသိတရားဖြစ်ပြီးဒါကြတော့ yes ဒီကြောက်တာဖြစ်ပါတယ်ဒါကြတော့အာနန္ဒမယဖြစ်ပြီးဒါကြတော့နာမယဖြစ်ပါတယ်ဒါကြတော့ရွှေစတော်စီဖြစ်ပါသည်ဒါကြတော့ဒိဋ္ဌလာလေးဖြစ်ပါသည်အခုပြင်ပြမှာကြတော့လောကဓမ္မစီဖြစ်ပါသည်လောကဓမ္မစီဒီကိစ္စရာသုံးသိရှိပြီးကျောင်းတိုင်းလေးပြီးတော့ခေါင်းပုံစီဖြစ်ပြီးခေဦးလက်ရဖြစ်ပြီးခေဦးစီဒီညာအတွင်းပိုင်းတွေထောင်ပြီးနေတော့ပုံစီဖြစ်ပြီးလောကဓမ္မစီဒီထေရှားပြီးချီရိုစရာကောင်းလာပါသည်နောက်တစ်ခါကျတော့တက်ပင်ဖြစ်ပါလေတက်ပင်မျိုးဒီခေနောက်ကိုခေရဖြစ်ပြီးတက်ပင်မျိုးခရာဒီညတော့အမြင့်ဆုံးဖြစ်ပါသည်အဲဒီမှာကျတော့ညစီဒီကြောက်တာဖြစ်ပါသည်ညစီဒီကြောက်တာကိုတက်စသားနဲ့ပြီးသားတော့ရာဇခေါ်ရတာကရေးထုတ်ခဲ့ပါသည်ညစီဒီကြောက်တာကိုပြူမိုပါဒီမှာစာပေအေးဒါလေးရေးထုတ်ခဲ့ပါသည်ဒီမှာစာပေဒီစစ်တရားစုပကံခေအစောပိုက်ကာလ၌စတင်ထုတ်ကဖြစ်ပါသည်ညစီဒီကြောက်စာသည်ပကံခေတို့ရေးထုတ်ခဲ့သည့်ကြောက်စာများအနက်အထင်ရှားဆုံးကြောက်စာဖြစ်ပါသည်နောက်တစ်ခုကကျတော့အာနန္ဒပြဖြစ်ပါသည်အာနန္ဒဘုရားသည်မြန်မာစာပေကိုအခြေခံထားပြီးပဲကြီးလူမျိုးကတော့မနမောစာသည်ဒီလိုကလက်ရများဖြစ်ပြီးအစီအတန်းပြီးလက်ရအလုံးကောင်းကိုဒီအာနန္ဒဘုရားသည်ဖြစ်တဲ့ဒုဘုရားနဲ့နန်းဘုရားသည်ခေဦးဘုရားဖြစ်ပြီးနန်းဘုရားသည်တမိုင်းဝင်ဘုရားသခင်ဖြစ်ပြီးနောက်တစ်ခုကစစ်စစ်